မင်္ဂလာပါကျွန်တော်ကတော့ Soul Clinic ရဲ့အရေးပြားနဲ့လက်ပါရေးရဆရာအောင်ဒေါက်တာရဲအောင်ပါဒီနေ့မှာတော့ကျွန်တော်ကဒီ client နေမေးထားတဲ့မိကွန်းတချို့ကိုဖြေသွားပေးမှာဖြစ်ပါတယ်ဆရာခင်ဗျားတဲ့ကျွန်တော်ကဝက်ချန်အရင်ထွက်တဲ့သူတော့မဟုတ်ဘူးတစ်ခါလေတစ်ခုနှစ်ခုလောက်တော့ပေါက်တတ်တယ်မျက်နှာသစ်ပြင်ပါးမှ6သလိုအဖြူဘက်လေးတွေတွေ့ရတယ်နှစ်ဖူးနေရာမှာ6ပေမဲ့အဖြူဘက်လေးတော့မတွေ့ဘူးနှာခေါင်းကလည်းအစီမဲ့ပြန်သလို6လည်းမ6ဘူးအဲ့တော့ဘာစကင်တိုက်ဖြစ်မလဲဆိုတာရဲ့ဘာတွေသုံးသင့်လဲဆိုတာသိချင်ပါတယ်လက်ရှိမှာမျက်နှာသစ်တစ်မျိုးတွေကိုသုံးတယ်တစ်ခါလေကိုမှန်ကြည့်ရင်ယုံကြည်မှုမရှိသူဖြစ်နေလို့ပါတဲ့ Okay ဆိုတော့ဒီမိကွန်းလေးဖြေရမယ်ဆိုရင်တော့ကျွန်တော်ပေါ့နော်သူရဲ့ပြောတဲ့လက္ခဏာတွေအရဆိုရင်သူ skin ကကျွန်တော်ဒီ dry skin ဖြစ်တယ်လို့တော့ယူဆလို့ရပါတော့ဒါပေမဲ့ပိုပြီးသိကြအောင်ဆိုရင်တော့ကျွန်တော်တို့ကဒီစေကန်းတွေမှာ face scanner တွေနဲ့စစ်တာမျိုးတွေခုနောက်ပိုင်းလုပ်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးလုပ်ဖို့အကြံပေးချင်ပါတယ် Okay နောက်တစ်ခုကကျတော့ဘာတွေသုံးသင့်လဲဆိုတော့ကျွန်တော်ဒီသူကမျက်နှာတစ်စီတစ်မျိုးတည်းသုံးတယ်ဆိုရင်ဒါ skin care step မှာဆိုရင်ပြောမယ်ဆိုမလုံလောက်ဘူးလို့ယူဆရရပါတော့အဲ့တော့ကျွန်တော်ဒီပြည့်စုံအောင်မျက်နှာတစ်စီသုံးမယ်တိုနာသုံးမယ်ပြီးရင် moisturizer သုံးမယ်ပြီးရင် sun cream သုံးမယ်ဒီ၄စင်းလောက်တော့တေချာလေးသုံးစီခြင်းတယ်ပေါ့နော်သူကအသားကြီး6တာဖြစ်တဲ့အကြောင်းမို့လို့ဒီဝက်ချန်တစ်လုံးနှလုံးထွက်တာမျိုးလည်းရှိတတ်တယ်ဘာလို့ဆိုတော့ဝက်ချန်ကကြတော့သူကအသားကြီး6လုံးရင်လည်းထွက်တတ်တယ်ပေါ့နော်အဲ့တော့ moisturizer step ကိုသူတေချာလေးသုံးပေးမယ်ဆိုရင်ခုနသူပြောသလိုမှန်တဲ့မှကျင်ကိုယ်ကိုယုံကြည်မှုမရှိကြတဲ့ကပျောက်သွားမယ်လို့ထင်ပါတယ်